အမျိုးသမီးတစ်ယောက်ဟာသူ့မိသားစုအတွက်ဆိုပြီးတိမ်ပေါင်းများစွာအကုန်ကြခံကဗီလာအင်ကြီးတစ်လုံးဝယ်ပေးခဲ့တယ်။ဒါပေမဲ့အိမ်ပြင်ဆင်တာတွေလည်းပြီးရောသူ့အတွက်အိမ်ခန်းတစ်ခန်းမှမရှိတာကိုသူသိလိုက်ရတယ်။ဘာဖြစ်လို့လဲလို့မေးကြည့်တဲ့အခါသူ့မောင်ဖြစ်သူကသူ့အတွက်အခန်းပေးဖို့လုံးဝအစီအစဉ်မရှိခဲ့တာကိုသိလိုက်ရတာပေါ့။မောင်ဖြစ်သူကသူ့မိန်းမမရီဟာနက်ခတ်ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီဖြစ်ကြောင်းအဲ့ဒီဆရာကအမျိုးသမီးရဲ့ဇာတာဟာဒီအိမ်ရဲ့ဖုန်းရွှေနဲ့မကိုက်ဘူးလို့ပြောတယ်ဆိုပြီးအကြောင်းပြချက်ပေးခဲ့တယ်။အဲ့ဒီလိုပြောရင်းနဲ့မောင်ဖြစ်သူကဘေးနားကအနားယူတဲ့ထိုင်ကုန်ရှည်ကြီးကိုလက်ညှိုးထိုးပြပြီးဒီနေ့ကစပြီးဒီမှာပဲအိတ်လို့ရတယ်လို့ပြောလိုက်ပါသေးတယ်။အဲ့ဒီတော့မှပဲအမျိုးသမီးဟာသူကိုယ်တိုင်ပတ်စံအပြေးအဝချေပြီးဝယ်ထားတဲ့အိမ်ကြီးမှာသူ့အတွက်နေရာတစ်ခွက်တောင်မရှိဘူးဆိုတာကိုသဘောပေါက်သွားတော့တယ်။သူကသူ့အမေကိုကူညီပြောပေးဖို့မျှော်လင့်ခဲ့ပေမဲ့မကြီးဖြစ်သူကရုတ်တရက်ကြီးဘိုက်ကြီးနေပြီလို့ကြေညာလိုက်ပြီးအမသာဒီအိမ်မှာလာနေရင်ကလေးကိုထိခိုက်နိုင်တယ်လို့ပြောချလိုက်တယ်။အဲ့ဒီစကားကိုကြားတာနဲ့အမေဖြစ်သူကချက်ချင်းပဲမောင်ဖြစ်သူဘက်ကနေရက်တီပေးပြီးဒါလေးကိုပြဿနာမလုပ်ဆန်းနဲ့လို့အမျိုးသမီးကိုငေါက်ပါလေရောမောင်ဖြစ်သူကလည်းအိမ်တက်ပွဲကအခုပဲစတော့မယ်ဧည့်သည်တွေလည်းလာတော့မယ်သစိမ်းတွေရှိမှမိသားစုကိုအဆက်မခွဲပါနဲ့လို့ပြောတယ်ပြီးတော့အင်္ဂရန်ကိုအမြန်သွားယူခဲ့ညစာစားပွဲကြရင်အားလုံးကနင့်ကိုတောင်းပန်ပါမယ်လို့ကတိပေးပြီးချော့ခိုင်းလိုက်ပြန်တယ်အမျိုးသမီးဟာဆက်ပြီးအငင်းအခုံမလုပ်ချင်တော့တာကြောင့်ဂရန်သွားယူမယ်ဆိုပြီးထွက်လာခဲ့တယ်ဒါပေမဲ့အိမ်ပြင်ရောက်တာနဲ့သူကအင်ချန်မီအကျိုးဆောင်စီဖုံးဆက်ပြီးအဲ့ဒီအိမ်ကိုချက်ချင်းရောက်မှုဆုံးဖြတ်လိုက်တယ်ဒီလူတွေကကျေးဇူးတရားကိုမတိတတ်မှတော့သူကအမျက်ထုတ်ခံနေစရာအကြောင်းမရှိဘူးလေကံကောင်းချင်တော့မနက်ခင်းလေးအတွင်းမှာတင်အိမ်ကရောင်းထွက်သွားတယ်နည်းနည်းတော့ရှုံးသွားပေမဲ့သူ့ဒေါသကိုဖြေဖျောက်ဖို့အတွက်တန်တယ်လို့သူခံစားရတယ်အဲ့ဒီအချိန်မှာသူ့အမေစီက message ရောက်လာတယ်ဆွေမျိုးတွေအကုန်ရောက်နေပြီးဂရန်ကိုစောင့်ကြည့်နေကြတာအမြန်ပြန်လာခဲ့တဲ့အမျိုးသမီးကခက်နေတဲ့ပြုံးလိုက်ပြီးအိမ်ထဲကခီခီကိုဖွင့်ကြည့်လိုက်တယ်ခီခီထဲမှာသူ့အမေကဆွေမျိုးတွေရှိမှသူ့သားကိုမြှောက်ပင်ပြောဆိုနေတာပေါ့ဒီအိမ်ကသမီးနဲ့ဘာမှမဆိုင်ဘူးသားကကိုအားကိုပြီးဝယ်ထားတာကောလိပ်တက်ကလေးကမိသားစုစီကတပြားမှမတောင်းပဲအခုလိုအသက်ငယ်ငယ်နဲ့အိမ်ကြီးဝယ်နိုင်တာဆိုပြီးကြွားလုံးထုတ်နေတာမကြခင်မှာမကြီးရဲ့အမေရောက်ခမလည်းရောက်လာတယ်ရေဖို့ကောင်းတာကအမျိုးသမီးအတွက်နေရာတစ်ခွက်တောင်မပေးတဲ့သူတွေဟာရောက်ခမအတွက်တော့အကောင်းဆုံးခန်းကိုဖယ်ပေးထားကြတာပဲပိုဆိုးတာကသူ့အမေကဇာတာမကိုက်ဘူးဆိုတာဟာအမျိုးသမီးကိုအခန်းမပေးခြင်းလို့သူကိုယ်တိုင်ကြံဖန်ပြောခဲ့တဲ့စင်ကြေပါလို့ကြွားကြွားဝါဝါဝန်ခံနေတာကိုခက်ထွေးထဲမှာမြင်လိုက်ရတာပဲအဲ့ဒီတော့မှအမျိုးသမီးဟာဖင်ရှာပြဿနာဆိုတာမရှိပဲဒါဟာသူ့အမေကိုယ်တိုင်စီစဉ်ခဲ့တဲ့အကွက်မှန်းသိသွားတော့တယ်သူကအေးဆက်ဆက်နဲ့ရေးရွတ်လိုက်တယ်အမေကသမီးကိုမချစ်တဲ့အပြင်ဒါတွေအကုန်လုံးကိုကိုယ်တိုင်စီစဉ်ခဲ့တာပေါ့ဒါဆိုရင်တော့သမီးလည်းငဲ့ညာနေစရာအကြောင်းမရှိတော့ဘူးတဲ့သူကချက်ချင်းပဲအိမ်ယာစီမံခန့်ခွဲရေးအဖွဲ့စီဖုံးဆက်ပြီးသူ့အိမ်ထဲကိုလူတွေခွင့်ပြုချက်မရှိပဲကျူးကျော်ဝင်ရောက်နေကြောင်းတိုင်လိုက်တယ်မကြခင်မှာပဲဝန်ထမ်းတွေရောက်လာပြီးလူစုခွဲကအိမ်ပေါ်ကအမြန်ဆင်းပေးဖို့အမိန့်ပေးတော့တာပေါ့မောင်ဖြစ်သူကအံ့ဩသွားပြီးဒါငါတို့ဝယ်ထားတဲ့အိမ်ပါလို့ညင်းတဲ့ဝန်ထမ်းတွေကဂရန်ပြပါလို့ပြောလိုက်တော့မောင်ဖြစ်သူပြရခတ်သွားပြီးအမေဖြစ်သူကိုဘေးနာဆွဲခေါ်ပါတူတူလေးပြောတယ်အိမ်ဂရန်ကအမနာမြင်နေဖြစ်နေတာဒါကိုရောက်ခမတာတီးသွားရင်ပြဿနာပဲတဲ့အဲ့ဒီအချိန်မှာမကြီးရဲ့အမေကလည်းဝန်ထမ်းတွေကိုဒါငါတို့အိမ်မှာငါတို့အိမ်တက်ပွဲလုပ်နေတာနေပိုင်ခွင့်ရှိတယ်ဆိုပြီးရန်တွေ့နေတဲ့ဝန်ထမ်းတွေကကျွန်တော်တို့စီမှာတိုင်ကြားစာရောက်ထားပါတယ်ခွင့်ပြုချက်မရှိဘဲဝင်နေတာဟာကျူးကျော်မှုပါလို့ပြန်ပြောလိုက်တယ်အဲ့ဒီစကားကိုကြားတော့ရောက်ခမဖြစ်သူကတန်တရားဝင်လာပြီးတားမိနှစ်ယောက်ကိုစစ်မေးတော့တာပေါ့မောင်ဖြစ်သူကအိမ်ပြောင်းလာခါစားမှုလို့ပါလူတစ်ယောက်ကကြံသွားယူနေပြီးစိတ်မပူပါနဲ့ဆိုပြီးလိန်ပြောလိုက်ရတဲ့ဝန်ထမ်းတွေက10မိနစ်အတွင်းဂရန်မပြနိုင်ရင်ရဲခုံမဲလို့ရာဇတန်ပေးလိုက်တယ်ခဏနေတော့အမျိုးသမီးဟာယုံကြည်မှုအပြည့်နဲ့ပြန်ရောက်လာတယ်မောင်ဖြစ်သူကအပြေးလွှားလာပြီးဂရန်ဘာလို့မပါလာသေးတာလဲအားလုံးစောင့်နေကြပြီလို့ငေါက်တဲ့အမျိုးသမီးကမင်းအမကိုအဲ့ဒီလိုလေတန်းနဲ့ပြောတာလားလို့အေးအေးဆေးဆေးပဲပြန်မေးလိုက်တဲ့အမေဖြစ်သူကလည်းသူစိမ်းတွေရှိမှပြဿနာမရှာပါနဲ့ဂရန်ကိုပေးလိုက်စမ်းပါဝန်ထမ်းတွေကိုလည်းတိတက်မဲ့ရှင်းပြလိုက်ရောက်ခမကိုမသိစေနဲ့လို့တိုးတိုးလေးလာဖြောင်းဖြတယ်ဒါပေမဲ့အမျိုးသမီးကအမေစကားကိုလုံးဝဂရုမစိုက်ဘဲမကြီးရဲ့အမေနဲ့တွားပြီးစကားဆက်မြည်ပြောနေလိုက်တယ်အဲ့ဒီအချိန်မှာဝန်ထမ်းတွေကဂရန်ပြဖို့နောက်ဆုံးအကြိမ်လာတောင်းတယ်အမေဖြစ်သူကဂရန်ပေးလိုက်ပါတော့ဒီကိစ္စတွေအမြန်ပြီးသွားအောင်လို့တောင်းပန်နေတော့မှပဲအမျိုးသမီးကအမေကသမီးကိုအခုထိကလေးကလာစိတ်ကောက်နေတယ်လို့ထင်နေတော့မဲလားလို့ပြန်မေးလိုက်တယ်ဂရန်ကထွက်မလာတော့ရောက်ခမဖြစ်သူကလည်းအိမ်ပိုင်ရှင်အစ်စ်အမှန်ကဘသူလဲဆိုတာကိုပို့ပြီးတန်တရားဝင်လာတဲ့ဝန်ထမ်းတွေကလည်းရဲခေါ်တော့မယ်လို့တတိပေးနေတဲ့အချိန်မှာအမျိုးသမီးအမှတ်မထင်ဖြစ်နေတော့မောင်ဖြစ်သူကလက်ထဲကစာရွက်စာတမ်းအိတ်ကိုလူယူပြီးဂရန်ကိုဆွဲထုတ်လိုက်တယ်ဒါပေမဲ့ဂရန်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့မောင်ဖြစ်သူဟာစွန့်ပြီးမြင့်တက်သွားရတယ်ဘာဖြစ်လို့လဲဆိုတော့ဂရန်ပေါ်မှာရေးထားတဲ့အမည်ဟာသူတခါမှမကြားဘူးမသိဘူးတဲ့လူစိမ်းတစ်ယောက်ရဲ့နာမည်ဖြစ်နေလို့ပါပဲ